hosting control နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လိုတွားရောက်စစ်ဆေးကိုရွေးချယ်သွားလဲဆိုတာလေးတစ်ချက်ကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ဒီ platform တွေကနေပြီးတော့ဒီ theme တွေကိုရွေးချယ်ပြီးတော့ကြည့်ရပါတော့เนาะဆိုတော့ဒီရွေးချယ်ပြီးကြည့်တဲ့အချိန်မှာဘယ် theme တွေကိုစစ်မယ်ဘယ် theme တွေကိုရွေးချယ်မယ်ဆိုတော့ကျွန်တော် system တွေနဲ့ကျွန်တော်စစ်တာဖြစ်ပါတယ်လို့ဆိုကျွန်တော်တို့ကဒီနေ့ဒီရန်ကုန်မြို့ထဲမှာရှိတဲ့ဒီဒါဆိုရင်ဒီ theme တစ်စီးပေါ့ဥပမာဒါဆိုရင် Wilmar စိတ်ကမ်းမှာရှိတဲ့ theme တစ်စီးပေါ့ဒီ theme ကိုကျွန်တော်တို့ကျွန်တော် target လုပ်ကြည့်ပါမယ်အရင်ဆုံးကျွန်တော်ဒီ theme ကဒီမှာကတ်ထားတာမြင်ပြီဆိုရင်ကျွန်တော်ဒီ IMO number ကကျွန်တော်တို့ရဲ့ဒီ PSC system ထဲမှာရိုက်ထည့်ခဲ့တဲ့အခါမှာဒီ theme ပေါ့ဆိုတော့ဒါ Terrestrial Pride ပေါ့နော်ဆိုတော့ဒီ theme ကHong Kong flag ဖြစ်တယ်နောက်ပြီးတော့တက်တန်းကဥပမာ9နှစ်နဲ့9လရှိနေပြီback carrier ဖြစ်တယ် company ကreferrals ကသဘောဖြစ်တယ်ပေါ့ဆိုတော့ဒီမှာစစ်ဆေးဖို့ကြတော့သူကဒီမှာstandard risk ဖြစ်တယ်ပေါ့နော်ဒီသဘော high risk မဟုတ် standard risk ဖြစ်တယ်နောက်ပြီး priority 2ဆိုတော့ဒီဟာ may inspect ကျွန်တော်အနေနဲ့စစ်ချင်ရွေးစစ်လို့ရတယ်ဆိုတဲ့အဆင့်ဖြစ်ပါတယ်priority 1ဆိုရင်တော့ကျွန်တော် must inspect ဖြစ်ပါတယ်စစ်ကိုစစ်မှာဖြစ်ပါတယ်ဆိုတော့ဒီမှာသူ့ရဲ့ last inspection က31ရက်8လ2022ဆိုတော့ဒီသမောက8လပိုင်း2022လွန်ခဲ့တဲ့တစ်နှစ်ကစစ်ထားတာဖြစ်ပါတယ်ဒါပေမဲ့ဘာကြောင့်သူ့ priority 1မပေးလဲဆိုတော့သူက standard risk ဖြစ်နေလို့ဖြစ်ပါတယ်standard risk ဖြစ်တဲ့အတွက်ကြောင့်သူဒီကျွန်တော်တို့ကတက်တန်းကျွန်တော်တို့က12လပေးပါတယ်ဒါပေမဲ့သူက10လ12လဆိုတော့ priority 1ပေါ့12လကျော်မှ priority 1ပြောင်းအောင်ဖြစ်10လပြည့်ပြီဆိုတာနဲ့သူက priority 2ကိုပေးတာဖြစ်ပါတယ်ဆိုတော့ဒီမှာသူနောက်ဆုံးစစ်ခဲ့တဲ့မှတ်တမ်းကိုကျွန်တော်တို့ကြိုပြီးတော့ကြည့်လို့ရပါတယ်ဆိုတော့ဒါဆိုရင်ဒါဒီပထမ Bangladesh မှာစစ်ခဲ့တဲ့ record ဖြစ်ပါတယ်ဒီမှာ captain ရဲစုမြတ်ဆိုပြီးတွေ့ရပါမယ်နောက်ပြီးတော့ဒီစစ်တဲ့ချိန်မှာ deficiency မရှိဘူးဆိုပြီးတော့ပြထားတာတွေ့ရပါတယ်ဒါစစ်ရဲ့ PSC ကိုအရာရှိဖြစ်ပါတယ်ဒါကျွန်တော်တို့ကဒီ certificate ကအခုဆိုရင်ဒါကျော်သွားပြီပေါ့နော်ကျွန်တော်တို့ကထပ်ပြီးတော့ကျွန်တော်တို့စစ်ဖို့screen ထပ်လုပ်မှာဖြစ်ပါတယ်အဲ့တော့ဒုတိယအဆင့်အနေနဲ့ကျွန်တော်တို့ကဘာသွားမလဲဆိုတော့ဒီသဘောကိုကျွန်တော်တို့ကနောက်ထပ် platform တစ်ခုမှာ statistics အနေနဲ့ကျွန်တော်တို့ကြည့်ပါတယ်အဲ့တော့ဒီသမောကျွန်တော်တို့ဒီမြန်မာပြည်ကိုလာခဲ့တဲ့အချိန်မှာလန်ခီတစ်လျှောက်ကျွန်တော်တို့ကဒီ marble violation နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအချို့ဟာလေးတွေကျွန်တော်တို့ကြိုပြီးတော့လေ့လာပြီးတော့စစ်တာလေးရှိပါတယ်ဒီနေရာမှာကျွန်တော်တို့ကဒီသဘောပေါ့သူ့ voice ကိုကျွန်တော်တို့ကဒီ30စာလောက်ဆိုကျွန်တော်တို့လုံလောက်ပါတယ်ကျွန်တော်တို့စစ်ဖို့ဒါ30စာကျွန်တော်တို့သူ့ရဲ့တွားခဲ့တဲ့ history ကိုကျွန်တော်တို့ပြန်ပြီးတော့စစ်ပါတယ်အဲ့ဒါဘယ်လိုဟာမျိုးလဲဆိုတော့မြန်မာနိုင်ငံမှာ TSS ဆိုတာမရှိသေးလို့ပေါ့နော်ရှိခဲ့မယ်ဆိုရင်သူဘယ်လိုမောင်းဝင်လာတယ်ဘယ်နေရာမှာရက်တယ်ဘယ်နေရာမှာ course change လုပ်တယ်ဘယ်နေရာမှာတန်တရားဖြစ်ပွဲရှိဆိုတာကျွန်တော်တို့ကြည့်လို့ရပါတယ်ဆိုတော့ဒါကတော့ဒီသူတွားခဲ့တဲ့ဟာပေါ့နော် Australia နဲ့စပြီးတော့သူတွားခဲ့တဲ့ဒီ voyage ပေါ့တလားစာအတွင်းမှာဒါသူထွက်လာတာ Australia ဘက်ကနေထွက်လာတော့တွေ့ရတယ်နောက်ကျွန်တော်ဒီ area နေမှာတစ်ဆင့်နောက်ဆုံးဗမာနိုင်ငံကိုလာခဲ့တဲ့ဟာလမ်းမှာ bunkering ပုံမှန်လုပ်တယ် SGS ဘာယူခဲ့တယ်ယူခဲ့တဲ့ဘန်ငါပုတ်ကဘယ်သမောလဲနောက် transit လုပ်ခဲ့တဲ့ဟာတွေနောက်ဒီရန်ကုန်မြန်မာနိုင်ငံကိုလာတဲ့လမ်းခီတောက်လျှောက်တဲ့ truck တွေအားလုံးကကျွန်တော်တို့အနေနဲ့ဟိုဒီ integrated system ကနေပြီးတော့ကျွန်တော်ကြည့်နေလို့ရပါပြီဒီအပြင်ဒီမြစ်ထဲဝင်တဲ့အချိန်မှာလည်းကျွန်တော်တို့က voice record ကအသေးစိတ်ကျွန်တော်တို့မှာရှိနေပါတယ်ဒီဟာတွေကတကယ်လို့ accident တွေဖြစ်ခဲ့တဲ့အခါကျရင်ကျွန်တော်တို့ကပြန်ပြီးတော့ကျွန်တော်တို့ကanalysis ပြန်လုပ်လို့ရပါတယ် investigation ပြန်လုပ်လို့ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီ track set တွေအစားကျွန်တော်တို့မှာပုံရှိပါတယ်ဒုတိယအဆင့်အနေနဲ့ကျွန်တော်တို့ဒီ track အားလုံးစစ်ဆေးလို့ကျွန်တော်တို့စိတ်တိုက်ကြပြီဆိုရင်ကျွန်တော်တို့ကဘယ်ကိုသွားလဲဆိုတော့ဒီ thermo database ကိုကျွန်တော်တို့ရဲ့system လေးကိုတစ်ဆင့်ထပ်ပြီးတော့သွားပါတယ်အဲဒီတော့ကျွန်တော်တို့ကဒီ thermo ကိုကျွန်တော်တို့ကဒီရင်ဆိုင်ရာအချက်လက်တွေကိုစပြီးတော့ကျွန်တော်စစ်ဆေးပါတယ်crew list ship particular နဲ့စပြီးစစ်ဆေးပါတယ်အရင်ဆုံးကျွန်တော်တို့ ship particular ကိုကျွန်တော်ကြည့်ပါတယ်နောက်တစ်ခါကျွန်တော်တို့က crew list ကိုကျွန်တော် download လုပ်ပါတယ်ဆိုတော့ thermo ရဲ့ရင်ဆိုင်ရာအချက်လက်တွေဖြစ်ပါတယ်နောက် thermo ရဲ့ကျွန်တော်တို့က crew list ကိုကြည့်ပါတယ်ကျွန်တော် crew list ကို download လုပ်ပါတယ်ဆိုတော့ပြီးတော့download လုပ်ပြီးသွားပြီဆိုရင်ကျွန်တော် crew list ကိုစပြီးတော့စစ်ဆေးပါတယ်စစ်ဆေးဆိုတာအဓိကတော့ကျွန်တော်တို့ကဒီ sign on data စာကျွန်တော်ကြိုပြီးကြည့်ပါတယ်ဆိုတော့ဒီဟာဆိုရင်big crew တွေကိုကျွန်တော်တို့ကဒီshipboard familiarization နဲ့ပတ်သက်ပြီးတော့စစ်ဆေးဖို့လိုတယ်မလို့ဆိုတာဒါကျွန်တော်တို့တစ်ခါတည်းကိုသုံးပုံမတက်ခင်တည်းကကျွန်တော်ကြည့်တာဆိုတော့ crew list ရပြီဆိုရင်ဒါကျွန်တော်တို့ကဒီ
crew list ကိုရပြီပေါ့နော်ဒါ crew list ရပြီဆိုတာကျွန်တော်တို့ဒီ crew ရတော့စစ်ဆေးပါတယ်နောက် certificate တွေပါအားလုံးစစ်ဆေးဖို့ဖြစ်လာပါတယ်ဆိုတော့ဒီမှာဆိုရင်မြန်မာ crew တွေကြီးပဲဖြစ်တဲ့အောင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒုတိယအဆင့်ကျွန်တော်တို့ကဘယ်ကိုသွားမလဲဆိုတော့ကျွန်တော်တို့ဒီ crew certificate တွေကိုစပြီးတော့ကျွန်တော်တို့စစ်ဆေးပါမယ် crew certificate စစ်ဆေးရဲ့အချိန်မှာကျွန်တော်တို့ on board မှာတောင်းတဲ့စနစ်မရှိတော့ပါဘူးကျွန်တော် crew certificate တွေအားလုံးကိုကျွန်တော်တို့ရဲ့ဒီ system ကနေမှတစ်ဆင့်တစ်ခါတည်းကိုစစ်ဆေးပါတယ်ဥပမာအဖြစ်စစ်ဆေးတဲ့အချိန်မှာဒါကျွန်တော်တို့ national certificate တွေကိုကျွန်တော်တို့စစ်ဆေးပါတယ် national certificate ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကတက်ဆိုင်ရာ plastic certificate တွေကိုကျွန်တော်တို့ကစစ်ဆေးပါတယ်ဆိုတော့ဒါဆိုရင် Hong Kong flag ဖြစ်တဲ့အတွက်ကြောင့်သူတို့ flag ကသတ်မှတ်ထားတဲ့ကျွန်တော်တို့ဒီ COE ပေါ့ဆိုတော့ COE နဲ့ကိုင်းညီခြင်းမရှိကျွန်တော် license number ဆိုတော့ expiry date ကစကျွန်တော်အစစ်စစ်ကျွန်တော်တို့စစ်ဆေးပါတယ်နောက် random ပေါ့နော်ဆိုတော့အားလုံးကိုစစ်ဆေးရလဲရှိလို့တခါကျရင် random နဲ့စစ်ဆေးရဖြစ်ပါတယ်နောက်ကျွန်တော်တို့ဒီ master Ford engineer plastic certificate စစ်ဆေးဆိုတော့အားလုံးစစ်ဆေးပြီးတော့ကျွန်တော်တို့ဒီအားလုံး requirements တွေနဲ့ကိုက်ညီဆိုရင်ကျွန်တော်တို့ဒုတိယအဆင့်အနေနဲ့ကျွန်တော်တို့ဒီသမုတ်ရဲ့ certificate တွေကိုစပြီးတော့စစ်ဆေးပါတယ်ဆိုတော့သမုတ်ရဲ့ certificate တွေစစ်ဆေးအချိန်မှာအခုဒီမှာဒီ screen မှာဆိုရင်ဒါဒီသမုတ်ရဲ့ကျွန်တော်တို့ဒီ training certificate တွေမြင်နေရပါမယ်ဒီမှာ expiry date နဲ့ issue date အားလုံးရှိပါတယ်ဆိုတော့ဒါတွေအားလုံးကိုကျွန်တော်တို့ကစစ်ဆေးတယ်စစ်ဆေးပြီးတော့တခါကျွန်တော်တို့ရဲ့ postage form A မှာတခါတော့ကျွန်တော်တို့ transfer လုပ်ပါတယ်ဆိုတော့ဒီနည်းနဲ့ကျွန်တော်တို့က on board မှာကျွန်တော်တို့ဒီ certificate စစ်တဲ့အချိန်ကိုကျွန်တော်တို့ကပပျောက်အောင်လုပ်လိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမြန်မာ PSC အနေနဲ့အခုစစ်ဆေးတဲ့စနစ်ကoffice မှာနေခုနပြောတဲ့အဆင့်တွေအားလုံးကဒီ form A မှာဖြည့်ရတဲ့အဆင့်တွေအားလုံးကကျွန်တော်တို့ပြီးတော့ပါတယ်အဲ့တော့တမောပေါ်ရောက်ပြီဆိုရင်လည်းကျွန်တော်တို့က logs and records တွေကိုပဲစစ်တယ်စစ်ပြီးတော့ဒီ physical inspection တန်းသွားတာပေါ့အဲ့တော့ကျွန်တော်တို့ရဲ့အားသာချက်ကဒီ paper တွေ document တွေနဲ့ပတ်သက်ပြီး interface က0ဖြစ်သွားပါတယ်အဲ့တော့အချိန်အားဖြင့်45မိနစ်လောက်ကဒီ postage စစ်ဆေးမှုပုံပြီးတော့ထွက်လာတဲ့အားသာချက်ရှိပါတယ်ဒါတမောနဲ့ပတ်သက်တဲ့ဒါ load line certificate ပေါ့ဆိုတော့ဆိုရင်တမောရဲ့ class ကကျွန်တော် BV ဖြစ်ပါတယ်ဆိုတော့ annual တွေပါကျွန်တော်စစ်ပါတယ်ပြီးတော့ဒီ database တွေအားလုံးကိုကျွန်တော် system နဲ့ကို transfer လုပ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ PSC dashboard ကိုပြန်သွားပြီးတော့ဒီသမုတ်ကျွန်တော်တို့ကစစ်ဆေးဖို့ကျွန်တော်တို့စပြီးတော့ရွေးချယ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ system ထဲမှာကျွန်တော်ဒီသမုတ်ကို inspection နေနဲ့ကျွန်တော်တို့စပြီးတော့ဝင်ရောက်မှာဖြစ်ပါတယ်ဆိုတော့ဝင်ပြီဆိုတာနဲ့ကျွန်တော်တို့ကဒီသမုတ်ကိုကျွန်တော်တို့က initial inspection ခေါင်းစဉ်အောင်မှာစစ်ဆေးမှာဖြစ်ပါတယ်သမုတ်ဆိုင်ရာဒီအချက်လက်တွေပေါ့နော်ဆိုတော့ခုနကဒီရေးဆိုင်ရာအချက်လက်တွေကိုစပြီးတော့ဖြည့်မှာဖြစ်ပါတယ်ဒါစစ်ဆေးရကိုရွေးချယ်လိုက်ပါဒါဆိုရင်ကျွန်တော်ပြီးသွားပြီဆိုတာ second page ပေါ့ second page မှာဆိုကျွန်တော်တို့ကcertificate တွေကိုထည့်တဲ့အဆင့်ဖြစ်သွားပါပြီဆိုတော့ဒီမှာ certificate တွေဆိုရင်ခုနပြောတဲ့load line ဆို load line ပေါ့ဆိုတော့ load line ဆိုခုနက BV class ဆိုရင်ဒါ BV ကိုကျွန်တော်တို့ကရွေးပါတယ်ရွေးပြီးတော့ခုနကျွန်တော်ခုနပြလာတဲ့ page ကနေပြီးတော့ကျွန်တော်ဒီdatabase ပေါ့ဆိုတော့ဒီ database က information တွေအားလုံး transfer လုပ်မှာဖြစ်ပါတယ်9ရက်4လ2020ဆိုတော့ပေါ့ဆိုတော့ဒီ okay အားလုံးဒီဟာတွေဖြည့်ပြီးတော့ကျွန်တော်ကဒီ file ကို save လုပ်လိုက်တယ် save လုပ်လိုက်ပြီးတော့ကျွန်တော် offline module ပြောင်းလိုက်တယ် offline module ဆိုတာ internet မရှိတဲ့ကျွန်တော်တို့က set ဖြည့်သွားလို့ရတယ်နောက် report ထုတ်လို့ရတယ် on board ပြန်ဒီရုံးပြန်ရောက်လာပြီးတော့ internet access ရှိတဲ့အချိန်မှာဒါဒီ data ကိုinterface ပြန်လုပ်ပြီးတော့ IOCIS လို့ခေါ်တဲ့ Indian Ocean Computerized Information System upload လုပ်တဲ့စနစ်ဖြစ်ပါတယ်ဒါကျွန်တော်တို့ day by day လုပ်တဲ့ process တွေတမောတွေဘယ်လို screen လုပ်တယ်တမောတွေဘယ်လိုစစ်ဖို့လုပ်တယ် database ကိုဘယ်လို feed up လုပ်တယ်ဆိုတာကျွန်တော်ရှင်းပြတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်